ဒီနေ့အလုပ်သွားတော့ပါဘူးနော်အခန်းကနေစထွက်တယ်ဒါကျွန်တော်တို့လမ်းကြားပါနော်ဟိုချီကလမ်းမကြီးဒါလမ်းမကြီးရှင်းမှာရောက်နေပြီရောက်နေပါပြီ။ညရောက်နေပါပြီ။ဒါအလုံးပြန်တဲ့အချိန်ပေါ့10 နာရီခွဲတော့7 နာရီထိုးတော့မယ်။ဒါပြန်တဲ့အချိန်ပေါ့။ချိန်ကပလိတ်ကားကြီးပြန်လာတဲ့ချိန်